Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေစင်အခုရွှေစင်ရဲ့တလပိုင်း9ရက်နေ့2026မှာဖွင့်မဲ့ basic online class အတွက်ဒါအင်ဂျီလေးချုပ်ပြထားတဲ့တစ်ထည်ထွက်လာပြီပေါ့နော် body frame လေးပါပဲ body frame စမ်းနဲ့အထည်လေးကိုအရင်ဆုံးချုပ်ပြထားတယ်ကိုတိုင်းနီပတ်တန်ဆွဲနီလှိတ်ထုတ်နီအဲ့ဒီညက်နီချုပ်စာထုတ်နီအသေးစိတ်ကအစပြထားပါတယ်ညက်ထုတ်နီရောပိတ်စညက်နီရောချုပ်နီရောလက်ချုပ်လိုက်နီလေးကအစပြီးလို့ရှိရင်ကျေသီးလေးတွေတက်နီရအစလေဘင်းကွတ်စာညက်နီရအစအကုန်လုံးအသေးစိတ်ထည့်ထားပေးပါတယ်ရှင်ဒီ body frame ကောင်းကောင်းလေးကနေပြီးတော့မှနောက်ထပ်စင်ပွားတဲ့ပုံတွေထုတ်လို့ရတဲ့ပုံတွေဇာနှစ်ထပ်ချုပ်တာတွေအကုန်လုံးပေါ့နော်ထောက်အမျိုးမျိုးအခုဒီဟာလေးတွေဆိုလို့ရှိရင်ရေကူးထောက်လေးပဲကြည့်အောင်ထောက်ရဲ့ကော့ဆင်းနေတဲ့အရာလေးကိုကြည့်တော်တော်လှပါတယ်ဒီလိုချုပ်နီးတွေတသက်ရရက်ကလေးချုပ်တက်စေဖို့အတွက်ရွှေတင်ချုပ်နီးရစာအသေးစိတ်တင်ပြထားပေးပါတယ်ရှင်ကဲဒီလိုနီးတွေကိုတင်ချင်တယ်သိချင်တယ်ကိုကဒီကိုရဲ့ body frame ကိုတဆင့်မြင့်ပြီးတော့လေ့လာချင်တယ်ထပ်ပြီးတော့ကောင်းချင်တယ်ဆိုလို့ရှိရင်တော့ရွှေသိန်းရဲ့ basic online class ကို join လို့ရပါတယ်အခုလိုမျိုးရိုးရိုးလက်ပြက်ကလေးတောင်မှဒီလိုမျိုးထထဲကလေးနဲ့တသက်ရရက်ကလေးကြွကြွကလေးပေါ့နော်ရင်အောင်လေးဆိုဒီလိုလေးလုံးဝရင်အောင်စာအရန်ကြွပြီးတော့လှတယ်ချွန်ချွန်ကြီးနဲ့ဖြစ်မနေဘူးအုံနဲ့တသားလေးဖြစ်နေတဲ့ချုပ်နီးလေးတွေကအစပေါ့နော်မီးဘူးတိုင်နေရစအကုန်လုံးပါတယ်အသေးစိတ်ပါတယ်နီးစနစ်တွေကိုထည့်ပြီးတော့သင်ကြားပေးထားတာဖြစ်တဲ့အတွက်ရွှေစင်းရဲ့ basic online class ကိုစိတ်ပါဝင်စားရင်တက်ရောက်လို့ရပါတယ်ရှင်သင်တန်းစမယ့်ရက်ကတော့တလပိုင်း9ရက်နေ့2026ဖြစ်ပါတယ်ဒီတော့တွင်မှာ page ရဲ့ messenger မှာသင်တန်းအပ်လို့ရပါတယ်ရှင်အခုရွှေစင်းရဲ့အရန်ကြိုက်အခုကိုချုပ်ပြထားတဲ့ဟာလေးကိုဝတ်ပြီးတော့လာပြတာအလုံးနဲ့တက်တည်ပြတာပေါ့နော်ဒီလိုလေးပါရင်အောင်ဆိုလဲဒီလိုလေးထွက်နေရမယ်ပေါ့နော်အခုရွှေတင်ကတော့စက်ကတ်လေးနဲ့ပြထားတာပေါ့နော်ထမိန်နဲ့မလိုက်လို့ပေါ့နော်ဒီအသားလေးကကြတော့ဒီလိုလေးဒါဘာမှမပါဘူးเนาะရှင်းရှင်းကလေးပဲဒီမှာအနောက်ကြော်ဆိုလဲချက်ချက်ကက်ကက်လေးဖြစ်တယ်အကုန်လုံးဒီစက်ကတ်လေးဆိုလို့ရှိရင်လည်းဒီ basic frame အောက်ပိုင်းကနေပဲထုတ်ထားတဲ့စက်ကတ်လေးဒီတင်တန်းတွေလည်းနောက်ထပ်ထပ်လာဖို့ရှိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်တတာ